ကိုရဲဘော်ရဲဘက်ချင်းချင်းဒီလိုစောက်ရှောက်ပါဒီတင်တန်းကဆဲသွားလို့ရှိရင်ဒီလိုတာဝန်ကျတဲ့တဲ့ရင်တစ်ဖွဲ့တီးတီးကိုလွတ်သွားမယ်တက်ကပေးတဲ့တာဝန်တွေထမ်းဆောင်ရမယ်သူတစ်ပြင်းစစ်စေးရေးတာဝန်တွေထမ်းဆောင်တဲ့အခါမှာထိခိုက်တွေရှိမယ်ဆုံးရှုံးတွေရှိမယ်ဒါတော့ငါတို့ရင်ဆိုင်ရမယ့်ကိစ္စပဲဒါပေမဲ့ဒီလိုတူဦးချင်းတယောက်ချင်းနေတဲ့တန်မာဖို့လိုတယ်နောက်တစ်ခုကိုရဲဘော်ရဲဘက်ချင်းချင်းစောင့်ရှောက်ပါဒီရရှေ့လျှောက်မှာဒီမဆေးမှုတွေစိတ်အလိုမချမှုတွေစိတ်ပြတ်မှုတွေတွေ့လာနိုင်တယ်တယောက်နဲ့တယောက်ဖေးပါပါကူညီပါအားနေတဲ့လူအားပေးပါလမ်းကြောင်းကနေရန်သွားတဲ့လူကိုရဲဘော်ရဲဘက်ချင်းချင်းတက်မဲ့ပေးပါဟုတ်ပြီလားဟုတ်နောက်ဆုံးနေတဲ့ပြောချင်တာကဒီတင်နန်းကတင်ပေးလိုက်တဲ့ပညာတွေကိုမင်းတို့အကျိုးရှိရှိသုံးချပါဒီပညာတွေကအာဏာရှင်ကိုတိုက်ဖို့မတရားမှုတွေကိုတွန်းလှန်ဖို့ဒီသူကိုနှိစက်ဖို့မဟုတ်ဘူးချင်းချင်းနိုင်ချင်းဖို့မဟုတ်ဘူးဒါကိုမင်းတို့လေးလေးနက်နက်မှတ်သားထားကြပါဟုတ်ပြီလားအဲ့တော့ဒီတင်နန်းပွဲရထွက်သွားလို့ရှိရင်မင်းတို့သက်ဆိုင်ရာတိုက်ရင်တက်ဖွဲ့အတီးတီးကြောင်းမယ်အဲ့ဒီရဲ့ဟိုဘက်အလွန်မှာငါတို့ရဲ့အိမ်တွေရှိတယ်အဲ့တော့ငါတို့အိမ်ကိုမင်းတို့နဲ့အတူတူငါတို့အားလုံးအတူတူပြန်မယ်ဟုတ်ပြီလားဟုတ်